ကျွန်တော်တို့ WG ဖွဲ့ရမွန်တိုင်းဖြစ်ပါတယ်အခုဒါ2025 ၄လပိုင်း9ရက်နေ့ရပါတော့ဒါလက်ထိကြိုက်ပါလို့ကျွန်တော် WG ဖွဲ့ကိုလာရောက်ပြီးကူညီတောင်းခံတဲ့ကိုတယောက်ဖြစ်တယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့ WG ဖွဲ့ရပြီးလိုက်ပြီးတော့နော်ကူညီဆောင်ရွက်ပေးတဲ့ပုံမှာဒါရော်ကြီးငွေဘယ်လောက်ရရှိပါလဲ8သိန်း3000 8သိန်းကျော်ရရှိတယ်ပေါ့နော်အခုကျွန်တော်တို့ WG ဖွဲ့ရပြီးတော့လိုက်ပြီးတော့ကူညီဆောင်ရွက်ပေးတဲ့အပေါ်မှာကျွန်တော်တို့တွေရာဂိုင်နှုံးမြင်နေယူတာရှိလားမရှိဘူးမရှိဘူးเนาะဒါကျွန်တော်တို့ရုံမှာအခုနေထိုင်တာကို3လလောက်ရှိပေါ့နော်3လ4လလောက်ရှိပေါ့နော်အပေါ်မှာလည်းကျွန်တော်ခါကြီးငွေယူတာရှိလားမရှိဘူးကျွန်တော်တို့သွားတဲ့လာတဲ့ကားကပေါ့နော်ကားကတော့ကိုရိုအနေနဲ့ပေးဆောင်လာဟုတ်တယ်နော်ဟုတ်တယ်ချုံမူလီကိုကျွန်တော်3000ကြာရင်3000ကိုရိုအနေနဲ့ပေးဆောင်လာရှိရနော်ဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့ပြောချင်တာကျွန်တော် WG ဖွဲ့ရပြီးတော့လိုက်ပြီးတော့ကူညီဆောင်ရွက်ပေးတဲ့အပေါ်မှာကျွန်တော်တို့ရာဂိုင်လုံးနဲ့ယူတာမရှိသလိုကျွန်တော်ဒီရှင်းနေငှားတာတွေကျွန်တော်တို့ဒီကျန်တဲ့ဆောင်ရွက်ပေးတာတွေကလုံးဝကျွန်တော်တို့ WG ဖွဲ့ရမရှိပါဘူးကျွန်တော်တို့ WG အနေနဲ့ပြောချင်တာကထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေပြောင်းတို့ကမားတွေအပေါ်မှာလည်းကျွန်တော်တို့တချို့ຢာတွေမှာဒီရှင်းနေတွေငှားတာတွေကျွန်တော်တို့ရာဂိုင်လုံးနဲ့ယူတာတွေဆိုတာကကျွန်တော်တို့ WG ဖွဲ့မှာလုံးဝမရှိပါဘူးဆိုတာကိုကျွန်တော်အနေနဲ့ထုတ်ပေါ်ပြီးပြောပြခြင်းဖြစ်တယ်အတွက်ကျွန်တော် WG မှာလည်းလိုအပ်ချက်တွေရှိတာတွေရှိရင်လည်းကျွန်တော်ထောက်ပြပါလိုအပ်ချက်ရှိတဲ့အရာမှာလည်းဝေဖန်ဆုံးဖြတ်လို့ရပါတယ်